charging EV revive လောက်တာလေးပြမယ်နော်ကျွန်တော်ကတော့ဒီ access တောင်းထားရနော် access ဝေတော့ကကျွန်တော်ဒီဟာလေးပါတယ်နော်ဒီဟာလေးရယ်16 Pro Max ရယ်15 Pro Max ရယ်ဒီကောင်အမူလေးတွေပါတယ်ပေါ့နော်အရင်တော့ကျွန်တော်တို့ဘာလို့ revive လောက်ရလဲဆိုတော့ကျွန်တော်တို့က charging ဟိုလဲမယ်ဆိုရင်ဒီကောင်တွဲရဲ့လဲပေးရတာဒီထဲမှာ charging EV Pro နဲ့ဒီဘက်က charging IC နဲ့လဲရတယ်ဒါ16 Pro Max ဒါပုဂ္ဂိုလ်ဒါနှစ်ချမ်းပုံမှန်ဆိုတော့နှစ်ချမ်းခွာကြမလို့ပဲနဲ့ဒီ charger IC လေးနဲ့လဲလိုက်တာเนาะဒါသဘောမြင်တာအောင်ပြပြအောင်เนาะဒီ charger E ဘုံကိုလဲကြမလို့ပဲနဲ့ data ကို revive လုပ်လိုက်တဲ့သဘောပေါ့เนาะဒါကပြတ်သွားတဲ့ charging error တက်ပြီးတော့ charging arm နဲ့အလုံးစုပါစို့အဲ့ဒါဆိုရင်ကျွန်တော်တို့ပုံမှန်ဆိုတွဲရက်လဲရတယ်တွဲရက်မလဲပဲနဲ့ဒီအပြင်ဘက်က charging IC ပဲလဲပြီးတော့အတွင်းထဲက charging E ဘုံကို revive လုပ်လိုက်တာ revive လုပ်မယ်ဆိုတော့ကျွန်တော်တို့ကဘုတ်တစ်ခုလိုတယ်ဘုတ်တစ်ခုအိုက်ကလောက်လုံးပဲဖြစ်အိုက်ကလောက်လုံးဒီလိုအိုက်ကလောက်လုံးကိုအကောင်းနဲ့ရပါတော့အိုက်ကလောက်လုံးသူ IC တွဲရဲ့ပါတဲ့ရနော်ဟိုတစ်လုံးဒီတစ်လုံးဖြုတ်ယူပြီးတော့ယူလို့မရအောင်နော်အဲ့လိုအိုက်ကလောက်လုံးနဲ့ရ charging နဲ့ E ပြီးတော့အတွဲအကောင်း original အတွဲတိုင်းဖြစ်တဲ့ဟာမျိုးတွေက data ကိုရွှေ့ပေးရမှာပေါ့နော် data လည်းရွှေ့ပေးရမယ်သူဟိုအိုက်ကလောက်လုံးရဲ့ charging IC ကိုလည်းဒီ error တက်နေရဲ့charger IC ကိုရွှေ့ပေးရမယ် E period ကိုကျွန်တော်တို့ရွှေ့စရာမလိုဘဲနဲ့ revive လုပ်တဲ့သဘောเนาะအရင်ဆုံးကျွန်တော်တို့က read မယ် iCloud လုံးလေးရ data ကို read မယ်ပြီးကျတော့ iCloud လုံးလေးရ charger IC ကိုဒီပြတ်နေတဲ့ charger IC ကိုပြန်တက်မယ်ပြီးတော့ကျွန်တော်တို့ဒီပြတ်နေတဲ့ပုံထဲကိုခုနက bucket ယူထားတယ် read ထားတယ် iCloud ထဲက data ကိုဒီပြတ်နေတဲ့ဟာတွေကိုရွှေ့ပေးမယ်အဲ့သဘောမျိုးเนาะဘယ်လိုတက်တုံးလဲဆိုတော့ဒီပုံမှန်တိုင်းပဲဒါကတော့ကျွန်တော်တို့မူအတိုင်းပဲတက်တုံးတယ်မူတိုင်းသုံးမဲ့ဆိုတော့ဒီ charger IC charger IC ကိုကျွန်တော်တို့ခွာမှာဆိုတော့ charger IC ဘေးကတန်ဖုံးလေးကိုတော့ white ပြီးတော့စားထားလိုက်နော်ဘယ်လိုဆိုဒီ C လေးတွေကလည်းပုံနေမှရမှာပေါ့ဒီငုတ်တွေနဲ့ထောက်ရသေးရဆိုတော့လေဒီငုတ်နဲ့ C နဲ့ထောက်ရသေးရနော်အဲ့ကြဒါကျွန်တော်တို့ကဒီမှာဒီလိုမှောက်တက်လိုက်တယ်နော်မှောက်တက်ပြီး read တယ်ဆိုတော့ဒါ read တဲ့အပိုင်းကတော့ကျွန်တော်တို့အတိရွှေမဲ့ iCloud လုံးဝအောင် read တာပေါ့နော် write မယ်ဆိုရင်တော့ကျွန်တော်တို့ပြက်နေတဲ့ဟာကို write ရတာပေါ့နော်ပြက်နေတဲ့ထဲကို write လိုက်တဲ့သဘောပေါ့နော်ပြီးရင်ဒီလိုတက်ပြီးသွားရင်ဒါဒီကနေဒီမူနဲ့ဒီလိုတက်လိုက်သေးရနော်ဒီအတွန်းဘက်ကိုလေးချလိုက်လေးချတက်လိုက်တယ်နော်တက်ပြီးသွားရင်ဒါလေးကိုအောက်ဖိထားလိုက်အဲ့ဒီဘောလေးပဲနော်ဒီတိုင်းလေးတက်ပြီးတော့ကျွန်တော်ကွန်ပျူတာနဲ့ချိုးထိုးမယ်နော်ကွန်ပျူတာနဲ့ဒီမှာထိုးလိုက်မယ်နော်ထိုးပြီးရင်ထိုးထားလိုက်မယ်နော်ထိုးထားပြီးရင်ကျွန်တော် software down လာလေးနဲ့တစ်ချက်ပြမယ်နော်တင်တာလေးကိုတစ်ချက်ပြမယ်ဒီကတော့ကျွန်တော် software လေးနော် software ကိုရေမို့ဆုံးကျွန်တော်ဖြီးလိုက်မယ်နော်ခဏလေးsoftware ကိုဖြီးမယ်ဖြီးပြီးတော့ရင် driver မ run ရင် driver ရင် run မယ်နော် driver ရင်ထည့်မယ်နော်ဒီမှာ driver ရှိတယ်နော် driver folder လေးကိုဝင်လိုက်ဒီထဲပဲထည့်ဝင်လိုက်နော်ဒီမှာ driver ကျွန်တော်ဒီ folder လေးပဲထည့်ဝင်လိုက်အောင်နော် folder ထဲမှာဒီ64နောက်ဆုံးက64နဲ့ဆုံးတဲ့ driver လေးကဒီတီးတန်းရောက်နေအဲ့ဒါလေးကိုအပြင်ထုတ်ပြလိုက်အောင်နော်ခုနကနောက်တစ်ချက်လောက်ထွက်ပြီးတော့ပြန်ထည့်ပေးလိုက်အောင်နော် copy ယူပြီးတော့ပြန်ထည့်လိုက်လေရတယ်နော်ဒီထဲကိုပြန်ထည့်ပေးလိုက်အောင်ဒီ driver လေးကိုပဲပြန်ထည့်ပေးလိုက်အောင်နော်ဒီထဲကိုပြန်ထည့်ပေးလိုက်အောင်နော်ဒီထဲမှာခုနကအားလေးမရှိဘူးဖြစ်နေလို့အတွင်းထဲရောက်နေဒီထဲရောက်နေလို့နော်ဒီပြန်ဘက်ကိုပြန်ထုတ်လိုက်ဒီ64လေးဒီဘက်ရောက်လာတယ်နော်အဲ့တော့ဒီ driver 64ဆိုတဲ့ folder တွေကလေးဒီဟာလေးကို copy ယူပြီးတော့နောက်တစ်ချက်ထည့်စုပ်ပြီးတော့ဒီထဲကိုထည့်ပေးလိုက်တာဒီကိုထည့်ပေးလိုက်တာထည့်ပေးပြီးတော့အဲ့ကောင်လေးကိုဖွင့်လိုက်နော်ဖွင့်ပြီးတော့ရင်ဒီ driver လေးကို install တင်လိုက်ကျွန်တော်တို့တင်ပြီးသားဖြစ်နေတယ်နော် install တင်ပြီးတော့ရင်ကျွန်တော်တို့နောက်ကိုပြန်ထွက်မယ် software ဘက်ကိုပြန်သွားမယ်နေပဲ new programmer ကိုသွားလိုက်နော်သွားပြီးတော့ရင် language ကဒီမှာပြန်လိုက် language ပြောင်းပြီးပြန်လိုက် language ပြင်ပြီးတော့ရင်ကျွန်တော်တို့တစ်ချက်ကြည့်မယ်နော်အခုကကျူးဟိုခုနကလေးကိုကျွန်တော်တက်ထားတယ်ဆိုတော့ဟိုတီလာ driver တီမတီချက်ဆန်းကြည့်မယ်နော်
ဒီတက်ကိုနေတော့ဒီမှာတစ်ခုပေါ်လာတယ်နော်တစ်ခုပေါ်လာတယ်နော်ဒီတက်နေလိုက်တော့နော်ပေါ်လာလေးကိုနှစ်ချက်နေပြီးဖွင့်လိုက်ဖုန်းသွားရင်ဒါတိသွားပြီနော်တိသွားရင်ကျွန်တော်တို့ဒါကတော့အင်္ဂလောက်အင်္ဂလောက်လုံးဆိုပါဆိုနော်အင်္ဂလောက်တွေက real data နော် real data ဆိုတော့ကျွန်တော်တို့ read လိုက်မယ်နော်ဒီက read IC လုပ်လိုက်မယ်အဲဆို data တွေဖတ်နေရနော်ဒါဖတ်နေတယ်ဒီတာဖတ်ပြီးတော့ဒီကောင်စီထားလိုက်ကျွန်တော်နာမည်တစ်ခုခုပေးပြီးဒီမှာစီဆိုတာလေးကိုနှိပ်ထားလိုက်နော်မပြတ်နေတဲ့အားလေးကိုထည့်ရမှာပေါ့နော်နာမည်တစ်ခုခုပေးလိုက်ပေးပြီးတော့ဒီကောင်စီလိုက်အဲဆိုရင်ကျွန်တော်တို့က bucket ယူတဲ့ဘိုင်းကပြီးသွားပြီ right တဲ့ဘိုင်းဆိုရင်လည်းကျွန်တော်တို့ကခုနကပြောသလို charging IC ကိုလဲတယ်လဲပြီးသွားရင်ဟိုပြတ်နေတဲ့အလုံးတွေကိုကျွန်တော်တို့ခု bucket ယူထားအောင်ပြန်ထည့်မှာအဲကြတော့ပုတ်ကူပြောင်းပြီးတော့ဒီလိုပဲပြန်ချိတ်လိုက်ချိတ်ပြီးတော့ရင်ပြန် right မယ်ဆိုရင်လည်းခုနကလိုပဲကျွန်တော်တို့ကဒီတက်ကိုပြန်ဆမ်းမယ်ဒီတက်သိတယ်ဆိုရင်အပေါ်ဆုံးကဟိုဒီတက်3ခုပေါ်ရင်ပေါ်ဆုံးကယူလိုက်တစ်ခုပေါ်ရင်လည်းတစ်ခုကိုယူလိုက်ယူပြီးတော့ရင်အရင်မို့လို့ကျွန်တော်တို့ကပြန်ပြီးတော့မ right ခင်တေချာပေါက်ဒီကောင်ကို data ကိုဖြတ်လိုက်မှာ erase လုပ်လိုက် erase IC လုပ်လိုက်နော် erase IC လုပ်ပြီးမှ data ကိုပြန်ထည့်နော်ဒါဆိုရင်ကျွန်တော်တို့ data တွေကိုပြန်ဖြတ်လိုက်ဖြတ်ပြီးလို့ပြီးသွားရင်ခုနက data ကိုပြန်ထည့်မယ်ပြန်ထည့်မယ်ဆိုတော့ open file တွေကဝင်ပြီးခုနကကျွန်တော်မှတ်ထားတဲ့အဲ့လေးကိုနှိပ်လိုက်နှိပ်ပြီးသွားရင် right IC ကိုပြန်ရေးလိုက်ဒါဆိုရင်အတရားရေးပြီးသွားရင်ဒါအခုကျွန်တော်တို့လုပ်တဲ့ဘိုင်းကပြီးသွားပြီ data rewrite လုပ်တဲ့ဘိုင်းကပြီးသွားပြီနော် driver မသိသေးရင်ခုနကလူလေးကိုရေးသွင်းရတယ်နော်ဒါခုနကကျွန်တော်ဖြုတ်လိုက်ပြီနော်ဒါဖြုတ်လိုက်တဲ့အရာလေးနော်ဖြုတ်လိုက်တာကွန်ပျူတာနဲ့ဒီကောင်လေးဖြုတ်လိုက်တာနော်အဲ့ဒါလေးပဲဒီကောင်မခက်ဘူးမရှင်းတော့ကျွန်တော်မေးနော်ဒါကျွန်တော်အမြန်အလွယ်ပြောလိုက်တာပေါ့နော်